တိုက်တန်တွေကြားထဲကနေလွန်မြောက်အောင်ပြေးလွှားရင်ရန်ကုန်မြို့နဲ့တထီရတဲ့တူတဲ့ Minecraft map ထဲမှာအသက်ရှင်သွားမှာဖြစ်ပါတယ်။သူတို့ကိုနှိမ်နှင်းမှုဆိုရင်ရိုးရိုးတာမန်နေနဲ့မရအောင်အထူးပြုလုပ်ထားတဲ့လက်နက် ODM gear လိုအပ်ပါတယ်။အဲ့ဒီလက်နက်ကိုရဖို့လိုအပ်တဲ့ပစ္စည်းတွေကရန်ကုန်မြို့ရဲ့နေရာအနှံ့ပဲ။ဒီအနေနဲ့ဝင်းနေဆိုရင်ကိုလိုရဲ့အိမ်တွေရောပါလာ။နောက်မြန်မာနိုင်ငံရဲ့ဘယ်နေရာဘယ်ရက်ကွက်မှာအသက်ရှင်စီခြင်းလဲဆိုတာ comment မှန်ခဲ့ပေးပါ။ကနဝိန်းနဲ့ရွှေတကုံကိုဆောက်လုပ်ပေးထားတဲ့ M-Crafter ကိုလည်းကျေးဇူးတင်ပါတယ်။ Disclaimer ဒီဗီဒီယိုက entertainment တည်တဲ့အတွက်ပဲဖြစ်ပါတယ်။တိုက်တန်နေမြန်မာနိုင်ငံကိုရောက်မလာနိုင်ပါဘူး။ကဲဗီဒီယိုလေးကိုဆက်လိုက်အောင်။ Oh my god! Oh my! Oh! ဟာအကုန်လုံးကိုဖြစ်စင်းတာပဲတိုက်တိုင်းဘုံးဆိုဟာဒီတိုက်တိုင်းဒီမှာ item မရှိရတဲ့တဲ့မှာတော့အော်ဒီပါ喂，你好，把人叫你好。ခြေတန်းကြီးပဲဟိုခြေတန်းကြီးဒီလားနီးလာပြီတဲ့ no oh my god ဟိုမကောင်းဆိုးอ่ะတိုက်တန်းကြီး oh my god ဟောမြင်သွားလားမလို့ဟောကြည့်တာဟုတ်တယ်မလားဟောမြင်နေရမလားအေးလှုပ်လိုက်အေး तू နိုးလာလားပြီအေး oh my god အေးဟောမြင်သွားလား oh အေးwait there ဟောစကားပြောတာပဲ oh my god no อีตัวน่ะดูตีตะกาลาပြီးတော့ oh my god အေးပြောပါဦးငါအိမ်ချလဲအိမ်ကိုပတ်ချလဲပတ်နေရဘလို့အဲ့ကောင်ရောက်နေရတော့ oh my god oh shit David oh my god အေးဟိုချင်းနေမတော့မချင်းနေမတော့ပြန်ပြောမရလားဟိုကိုရပြစ်တာချင်းနေမတော့ငါအိမ်ချင်းနေအဆင်ပြေအိမ်ချင်းနေအဆင်ပြေတယ်ဆိုမှဟာဘလို့တော့ဖြစ်တော့အကုန်လုံးပေါက်သွားပြီဟာအကုန်လုံးအိမ်ခေါမိုးကြီးတကူလုံးပေါက်ပြက်စီးနေအေးဟိုကောင်းငါရှိလာတော့ပဲဒီကျွန်တော်တို့ရန်ကုန်မြို့ထဲကိုတိုင်တန်းနေတောက်လျှောက်ရောက်လာနေတာနော်အေးပေါ့ emergency ပေါ့တော့ဒီပေါ့ဆောက်အောင်ထားတာလေဟုတ်ရအိုးနေရာတကူလုံးအကုန်လုံးကိုပြစ်စီးသွားတာပဲအချင်းနေရဲမှန်တော့ no ဒီလိုမျိုးတိုင်တန်းမကောင်းဆိုးသွားနေ oh my god အိုးဒီဟူအေးအိုးပြေရှစ်တကူဘရရှိလို့ပြေဒီထဲတော့ဝင်းတော့မဝင်နိုင်တော့ပေါ့ oh my god โอ้ยဒီကောရနောက်အေးဒီထဲနဲ့ oh my god oh my god ကြည့်နေလားဝစ်တူโอ้ยခရီးပါရဆိုပြီးတော့ skeleton ရောဒီထဲမှာလည်းလုံးဝအများကြီးပဲဟိုကောင်တွေရော oh bye oh ဟဲ့အကောင်ပြစီနာဖောက်ပြီးတော့ဝင်လို့ရအောင်လုပ်နေတာ no အပြန်ပြောမရဘူး hello အနာမမင်းလည်းပြည့်နေနော်ချိန်နေမှတော့ဖျက်ဆောင်နေရှိရပြီ okay ဟိုဒီဘက်ကဝင်လို့ရတယ်ဟိုနောက်ဆုံးတော့ရောက်လာဒီနေရာဆိုရင်တော့ဒီနေရာအလုံးကျုံတော့ပဲဒီနေရာအဲ့ဒီဘလူးမိတ်ဆာကောင်တွေလာရဲမှာမဟုတ်ဟိုမနေ့ထောင်ချောင်းနေပြီပဲဟာအဖိုးကြီးတော့လေးပေါ်မှာပြန်နေရပဲဟာတကိုးရှိအစွမ်းတက်တဲ့အဖိုးကြီးလားမသိဘူးဟာမော့အစွမ်းနေမှာထနေညိုဒီဘလူးမိတ်ဆာကောင်တွေကိုဘလူးနေရမလဲဆိုတာဒီဖိုးကြီးရှိမှမေးရမယ်အဖိုးကျွန်တော်ဥစားတခုမေးခြင်းလို့ခင်ဗျအတရားထိုင်နေရနောက်ဆက်တယ်လို့များဖြစ်တော့မလားတော့မသိဘူးအဖိုးကျွန်တော်ဥစားအရေးကြီးမေးစရာလေးရှိလို့ခင်ဗျအေးမီလေးပြောအဖိုးတရားထိုင်ဟိုလေဒီရဲကုံမျိုးကြီးမှတောင်းချနေကြဘလူးမိတ်ဆာကောင်တွေကိုကျွန်တော်ဘလူးနေရမလဲဒီတိုက်တန်ကောင်တွေကိုအေးအဲ့အကြောင်းပြောရမယ်ဆိုရင်တော့ဆရာလေးနော်ဟိုအဲ့ဟာလေးပြန်ကြည့်လိုက်အောင်ဒီဘလူးလေးကိုနှိမ်နှင်းဖို့ကတော့တာမန်မဟုတ်တဲ့လက်နက်တွေလိုတယ်မီလေးရဲ့အဲ့လက်နက်တွေပြရဖို့